ကျွန်တော်ဘာလို့အရင်ပေးတာလဲ ထိတ်ဆုံးမှအနေနေတာ ဘာလို့ရမှာ ထိတ်ဆုံးမှအနေနေတာ ပေးရ ဘောလီဘောပေါ်ရမယ်လေ ဟုတ်လား ခေါင်းပေါ်ကနေပြီးတော့ ခေါင်းအောင်တစ်ခေါက်ဟဲ့ လူမျိုးပေးလိုက် အော် နောက်ကသူကထားကိုကငက်ချောက်အောက်ကနေ ဟာမဆန်ဘူး နောက်ပြောခေါင်းပေါ်ကနေပေး ဆောင်းမဆန်ဘူး ဟိုကလောက်တာလားဘောကြီးဟိုကဘောနံပါတ်1ဟုတ် ခင်းနဲ့ပဲတက်မဟုတ်တာ1 အဲ့ မှ ဒါကိုကျွန်တော်ကကြိုက်တာနဲ့ပေးလို့ရတာခေါင်းနေရင်ပေးတာ ခင်းနေပေးလိုက်ရတယ်ကိုမကခင်းနေပေးချင်ပေးလိုက်ရတယ် မင်းစောကြီးမကောင်းဘူး ခေါင်းနဲ့ပေး ခေါင်းနဲ့ပေးအောင်ခေါင်းနဲ့တောင်းလျှောက်ပေးအောင် ခေါင်းနဲ့တရက်ကခေါင်းနဲ့ပေးတရက်ကခေါင်းနဲ့ပေး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 ခေါင်းမလို့ခေါင်းနဲ့ ခေါင်းမင်းစားတော့မယ်နော်ခေါင်းမဲလုံးလိုက်မယ် ခေါင်းမဲလုံးလိုက် ပေါင်ချာလောက်တော့လို့ပါ ညီးနေပြီခေါင်းခင်ခေါင်းရောက်နေပြီကဲဝမ်းမမာတဲ့ဒါညီးနေပြီခေါင်းခင်အော်ဒီမှာကြံသေးရပေါ့ဖင်နေပြရပါ အဲ့ဒါဖြင့် ဖေးဖေး ဖင်ဖင်ညီမလေးဖင်တော်ရပါ အဲ့ဆက်နေတော့ ဟေး မိုင်းဖင်ဖင်ဖင်โอเคလားโอเคလား အဲ့ဒီကနေပြန်ပြန် အဲ့ရနေကြပတ်မယ် ဖင်နဲ့ပြန်လာမှာပေါ့ဖင်ကောင်းပေါ့ဖင်ကောင်းပေါ့ဖင်ကောင်း ဘယ်ရောက်ဖေးမယ်ဗော ဖင်ကောင်းပေါ့ဖင်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 ဘာကောင်းလဲဟောစမ်းပြီ ငါပြမယ် မကျွမ်းဘူးလေငါပြ ငါပြ အာ ဟုတ်ပြီ ကိုပဒါကောင်းတယ်ကောင်းတယ်မိုက်တယ်မိုက်တယ် ဘာလို့ဒီလိုနေလဲဟာလောက်ပါဦးတက်နေလဲနောက်ထပ်တစ်ယောက်ဆွဲပါ မနေ့ကဘာလို့တာပေါင်းကကျဲလို့ ကျဲပါလေတော့ပေးများတာဗောလေနားမကျက်လို့မရ